အားလုံးပဲမင်္ဂလာပါတောင်းရဲ့ YouTube channel အသစ်ကနေမိတ်ဆွေကိုရီမားတွေအားလုံးကိုရွှေစော်နဲ့ပြန်လည်ပြီးကြိုဆိုပါတယ်ဟုတ်ကဲ့ပါဆုံးမြောက်အားပေးနေတော့ကိုရီမားအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံပါစေအလောကိုင်ခွင့်နဲ့အစဉ်ပြေကြပါစေမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုလည်းထာဝရကိုစီပိုင်ဆိုင်နေပါသည်ဗျနော်ကောင်းမွန်သောနေ့ရက်တိုင်းကိုလည်းထာဝရကိုစီပိုင်ဆိုင်နေပါသည်လို့တောင်းကောဥစ္စာပရမလေးနဲ့စုမှုကောင်းလေးတောင်းပေးပါတယ်ကဲဟုတ်ကဲ့ပါမျိုးတွေအားလုံးပဲတော့ဝင်လာခဲ့ပါမယ်နော်ဒါတော့ထောင်းရဲ့ channel အသစ်ပေါ့ဗျာဒါအဟောင်းနေရတာတော့ကြနေရပိတ်ကန်ထားတာဒီ channel အသစ်ကိုကဲအားလုံးပဲလာရောက်ပြီးကြည့်ရှုအားပေးတဲ့ကိုရီမိုင် subscribe လေးကိုစီနေမယ် like လက်မလေးကိုစီနေမယ်နော်ဟုတ်ကဲ့ပါကျွန်တော်ဒါဒီ video file လေးကတော့ကျွန်တော်မိတ်ဆွေကိုရီမိုင်အားလုံးပဲနော်မနက်ဖြန်သတင်းလာနေအဖွင့်နေပေါ့နော်ဒါသတင်းလာနေအဖွင့်နေဒါမနက်ညနေကုန်ပေါ့နော်ဒါတနေကုန်အတွက်ကိုအဓိကထိုးရမယ်တစ်ကွက်ကောင်းနှစ်ကွက်ကောင်းတဲ့ main ကဏ္ဍတွေကိုလာရောက်တင်ပေးတဲ့ video file လေးပဲဖြစ်ပါတယ်နော်ထောင်းတို့တွေဒါတလင်းလာအဖွင့်နေတိုင်းเนาะဒါအမြဲတမ်းလဲအောင်ပွဲရနေတဲ့နေ့ပေါ့เนาะကဲအမျိုးတွေအားလုံးပဲဘာဖြစ်လို့ဆိုကျွန်တော်မိတ်ဆွေကိုတွေမှာအားလုံးပဲအရင်ဘက်เนาะဒါတလင်းလာလေးအဖွင့်နေမှာလေငါ့ကိုငမလေးအားလုံးပဲเนาะဒါဖွင့်ပွဲနတ်စည်းမကိုကဲအားလုံးပဲအတူတကွเนาะထောင်းနဲ့အတူတကွအောင်ပွဲလေးခံရเนาะဒီဘက်မှာလဲเนาะဒါမနက်ဖြန်18ရက်နေ့เนาะဒါမနက်ဖြန်18ရက်နေ့ဒါတလင်းလာလေးအဖွင့်နေမှာเนาะဒါအဓိကထားပြီးထိုးရမယ်တကွက်ကောင်းတွေမိန်ကနန်းတွေเนาะကဲအားလုံးပဲပတ်တီးတွေကိုပေးတော့မှဖြစ်တဲ့အတွက် free file လေးကိုအစားအဆုံးလေးတခြားလေးကြည့်ပေးပါတည်တည်ကြကြလေးနားတော့ပေးပါเนาะဒါကြော်ကြည့်တာလို့ရေးကြည့်တာတော့မလုံးနဲ့ဘာဖြစ်လို့ဆိုတော့ငါ့ကိုငါမတွေအားလုံးပဲเนาะဒါကြော်ကြည့်လိုက်ပြီဆိုရင်ကိုကြော်ကြည့်လိုက်တဲ့နေရာပေါက်ကွက်ကြံခဲ့မှာဆိုပေါ့เนาะကဲ free file လေးကိုကြည့်ရှုနေပြီဆိုရင်မိသားစုဝင်အားလုံးပဲကဲလက်မလေးကိုစီနှိပ်ထားမယ်ခုမှတွေ့ဘူးမြင်ဘူးတာပဲဖြစ်ဖြစ်အရင်တည်းကအားပေးတာပဲဖြစ်ဖြစ်ပေါ့เนาะကဲအားလုံးပဲကျွန်တော်ရဲ့ channel ကို subscribe နှိပ်ထားမယ်ဒါတော့ channel အသစ်ဖြစ်တဲ့အတွက်เนาะကဲအားလုံးပဲကြည့်ရှုနေတော့မိသားစုဝင်တွေတကယ်အားလုံးပဲပေါ့နော် comment လေးတွေအောက်မှာမင်္ဂလာပါလို့မှတ်ထားပေးကြဟုတ်ပြီဗျနော်ရောရည်ဒါအရင်ဘက်ကဆိုမိသားစုဝင်တွေအားလုံးပဲနော်ဒါအရင်ဘက်ကဆိုညီကိုပေါ့နော်ဒါညီကိုတော်တော်လေးကိုထွက်တယ်နော်ကိုရီမရဲ့အားလုံးပဲနော်ကဲဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေကိုရီမရဲ့အားလုံးပဲဒါအရင်ဘက်ကဆိုရင်ဒါကြာသာရေးနေ့ညနေမှာလည်း21ဒါနော်ဒါမိသားစုဝင်တွေအားလုံးပဲ56ဆိုညီကိုအပူးနှစ်ခါအပူးနှစ်ခါညီကိုနှစ်ခါเนาะကဲဟုတ်ကဲ့ပါကဲဒါကြောင့်မလို့ကျွန်တော်ကိုဒီမအားလုံးပဲเนาะမနက်ဖြန်တလင်းရလေအဖွင့်နေမှာလာကိုလာရမယ်ဆိုတဲ့ပတ်တီเนาะလာကိုလာရမယ်ဆိုတဲ့ပတ်တီရဲ့เนาะအဓိက live ဆော့ရမယ် main ကဏ္ဍနဲ့တက်ကွက်ကောင်းတွေကိုဒီ profile ထဲမှာကြည့်ရှုမယ်တေချာလေးကြည့်မယ်เนาะအပတ်တိုင်းလိုပဲဘာကြောင့်ထောက်အောင်လို့အောင်ပွဲခံနေရတာလဲအပတ်တိုင်းလိုပဲဘာကြောင့်အဆင်ပြေနေရတာလဲเนาะမတည်သေးတဲ့မိတ်ဆွေတွေအားလုံးပဲတေချာကြည့်ပါနော်ကဲဟုတ်ကဲ့ဒါဆိုမိသားစုဝင်တွေအားလုံးပဲမနက်ဖြန်18ရက်နေ့အတွက်ကိုတဲ့မနက်ဖြန်18ရက်နေ့အတွက်ကိုတဲ့ကဲအားလုံးပဲပေါ့နော်ဒါအဓိကစောရမယ်လာကိုလာရမယ်ဆိုတဲ့ပတ်တီ1ချင်းကနော်3ပတ်တီ10ပတ်တီနော်ကဲဟုတ်ကဲ့ပါမျိုးတွေအားလုံးပဲကိုက3ကြိုက်တယ်ဆိုတဲ့မိသားစုဝင်တွေ3ကိုစော10ကြိုက်တယ်ဆိုရင်10ကိုစောနော်ကဲအမျိုးတွေအားလုံးပဲနော်ပတ်တီးကိုမပတ်နိုင်ဘူးညီလေးရေပတ်တီးကိုမပတ်နိုင်ဘူးမောင်လေးအဓိက main ကဏ္ဍကိုပဲစော့မယ်ဆိုတဲ့အကိုရီမိုက်အားလုံးပဲနော်ကဲတောင်းအောင်ခေါ်ပေးတဲ့ main ကဏ္ဍလေးတွေကိုတေချာလေးလိုက်မှတ်တာနော်ကဲဟုတ်ပြီဒါဆိုရင်တော့အကိုရီမိုက်အားလုံးပဲနော်ကဲ3နဲ့ထိုးအောင်မယ်ကနေเนาะအရင်ဘက်ကဆိုရမိသားစုဝင်တွေအားလုံးပဲเนาะအဖွင့်ပွဲတွေမှာအားလုံးပဲအဆင်ပြေတယ်ဒီဘက်မှာလည်းเนาะဒါအထူးရှယ် main ကဏ္ဍနဲ့အတူတကွအောင်ပွဲခံမယ်တေချာလေးလိုက်မှတ်ပါပြီးတော့မှထောင်းပဲချိန်ရတင်လာပါတယ်ဖြစ်မှာဆိုလို့เนาะဒါဘေးဝိုင်းကြည့်နေပြီတေချာလေးလိုက်နာထောင်းဘလောက်မှလည်းရှိတာမဟုတ်ဘူးเนาะအကိုရီမရအောင်ပဲအဆင်ပြေသေးခြင်းလို့ထောင်းဝစေတနာနဲ့လာတင်ပေးတာပေါ့เนาะကဲဟုတ်ပြီဒါဆိုတော့အကိုရီမရအောင်ပဲဒါ3နဲ့เนาะထိုးအောင်မဲ့ main ဒီ3136 3039เนาะတေချာလေးလိုက်မှတ်ပါမိသားစုဝင်တွေအားလုံးပဲเนาะ3နဲ့ထိုးအောင်မဲ့ main အောက်ကွက်ကပါရီလဲဆိုတော့ပတ်တီးကိုမပတ်နိုင်တဲ့ကိုရီမတွေအားလုံးပဲ3136 3039ဒါမနက်18ရက်နေ့တလင်းလာနေ့ဖွင့်ပွဲမနက်ညပါကစားမယ်ကဏ္ဍလေးပါเนาะကဲဟုတ်ကဲ့ပါကဲမျိုးတွေအားလုံးပဲเนาะမနက်ညမှာကျွန်တော်ရဲ့ကိုရီမအားလုံးပဲတစ်ချိန်လောက်ကို main ကဏ္ဍနဲ့ထိထိမိမိနဲ့ရိုင်းတော့ပြီဆိုတော့ကိုရီမတေချာလေးလိုက်နာတော့เนาะကဲရှင်းတဲ့ပတ်သက်တဲ့ main ကဏ္ဍလေးတေချာလေးလိုက်မှပါကိုရီမအားလုံးတက်ကွက်ကောင်းနေပိတ်ဆုံးကြရင်ပြောပေးမယ်เนาะအားလုံးပဲဟုတ်ကဲ့ပါမမှတ်ပြီးတဲ့ကိုရီမစောက်လေးပေါ်ပင်လေးကင်ထားเนาะရှင်းတဲ့ဆိုရင်အဓိကထိုးအောင်မှာပါရီလဲဆိုရင်ကဲအားလုံးရှင်းတဲ့က
88နဲ့8486เนาะအကိုရီမရအောင်မယ်ရှင်းတဲ့အဓိကထိုးရမယ် main organ က88နဲ့8486ပါဒီကဏ္ဍတွေကိုအဓိကဦးစားပေးပြီးကစားမယ်เนาะကဲဟုတ်ပြီဒါဆိုတော့ထောက်အောင်လို့ကိုကိုရီမရအောင်မယ်တော့ဆက်ရှိရတဲ့တက်တကွက်ကောင်းလေးကိုမှเนาะတကွက်ကောင်းကဏ္ဍများလည်းမစော့ချင်ဘူးတကွက်ကောင်းကိုမှအဓိကထိထိမိမိလေးစော့မယ်ဆိုရမိသားစုဝင်အားလုံးပဲအကြိုက်ဆုံးတော့ main တက်ကွက်ကောင်းလေးတေချာလေးလိုက်မှတ်เนาะရွှေကြီး3လုံးနဲ့တကွက်ကောင်းလေးခေါ်ပေးပါမယ်တော့အရင်ဆုံးအဓိကပေါ့နော်ဒါမနက်ဖြန်16ရက်နေ့မနက်ညအတွက်ရွှေကီး3လုံးအခွေရပါလဲဆိုတော့348เนาะ348 3လုံးအခွေလေးအပူးလေးပါထည့်ခွေပြီးစော့မယ်เนาะဒါအဓိကစောရမယ်ဒါရွှေကီး3လုံးအခွေက348เนาะ3လုံးအခွေလေးပါပူးလေးပါထည့်ခွေပြီးစော့မယ်ဗျအနောက်ကိုရီမရအောင်မယ်ကဲဟုတ်ပြီဒါဆိုတော့အကိုရီမရအောင်မယ်တက်ကွက်ကောင်းလေးတွေလာပြီเนาะတက်ကွက်ကောင်းလေးတွေလိုက်တက်ကွက်ကောင်းလေးတွေကပါလဲဆိုတော့ကကျွန်တော်တို့ရှင်းနဲ့ထူအောင်မယ်တက်ကွက်ကောင်းက85နော်ရှင်းနဲ့ထိုးအောင်မဲ့တကွက်ကောင်းစီ85 3နဲ့ထိုးအောင်မဲ့အကြိုက်ဆုံး main တကွက်ကောင်းပါ3ခွန်ပါနော်ကဲဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲနော်ဒါမှလည်း18ရက်နေ့တော့မနိုင်ညနော်ဒါကြိုက်ဆုံးသော main ကဏ္ဍလေးပါကဲအားလုံးပဲနော်ဒါရှင်းနဲ့ထိုးရှင်5 3နဲ့ဆိုရင်3ခွန်အားလုံးပဲကုလက်ပါကန်ကောင်းပါသည်ပေါ့နော်ကဲဟုတ်ကဲ့ကျွန်တော်ရဲ့ refine လေးကိုကဲအားလုံးပဲနော်ခုမှတွေ့မြင်လို့ subscribe မနေရသေးတဲ့ကိုရီမရဲ့အားလုံးလည်းပေါ့နော်ဒါနောက်လာမယ်အသစ်တွေလည်းတွေ့ရအောင် subscribe လေးနှိပ်ထားမယ်လောက်မလေးကိုစီပေးမယ်ခုမှတွေ့မြင်မှုတဲ့လူသစ်မိတ်ဆွေ comment လေးတွေအောင်မှာမင်္ဂလာပါလို့မှတ်တာကိုလက်ပါနော်ကဲအားလုံးပဲမနက်ဖြန်16ရက်နေ့မှာကျွန်တော်မိတ်ဆွေကိုရီမရဲ့အားလုံးထောင်းရင်ညီကောင်မတော်မှာတူတယောက်ချင်းချင်းအားလုံးမကြံအားလုံးမကန်ကောင်းကြပါသည်ဗျာနော်ကောင်းမွန်သောနေ့ရက်တိုင်းကိုလည်းထာဝရကိုစီပိုက်ဆိုင်နေပါသည်လို့ဆုမကောင်းထောင်းပေးပါတယ်ကိုလက်ပါဗျာ